ရေကနှုတ်စီဘူးနှစ်ဘူးနည်းနည်းပို့လဲရတယ်နော်အဲ့လိုမျိုးဘူးကြိုတာဘလို့ကြိုမရဘူးလို့ပြောတဲ့လူတွေဒီမှာဒီတစ်ခေါက်ပြန်လုပ်ပြမယ်နော်ကိုစမ်းရတော့ဒီမှာဒီရွှေညောင်ပြန်ပဲစိမ့်မုံတော့နော်ဒါကလာပဲအစိမ့်မုံရွှေညောင်ပြန်ပါတစ်စိတ်ပဲဖြစ်ဖြစ်ရတယ်ဗျဒီမှာအဲ့ပဲစိမ့်မုံလေးကိုလူတလောက်ထဲပေါ့နော်ကိုမြင်းများစားမယ်ဆိုမြင်းများထဲပေါ့နော်ဒီကလာပဲမုံကနိုးစီဘူးတပူးဆိုရေကနိုးစီဘူးနှစ်ဘူးထဲရမှာနော်ကလာပဲမုံနိုးစီဘူးတပူးဆိုရေကနှစ်ဘူးအဲ့လိုမစတဆပါအချို့စားတာနော်နည်းနည်းပဲဆိုတော့ဒီမှာနေရာပဲရှိတော့နည်းနည်းပဲကြိုပြမှာနော်ဒီမှာဘာတွေထဲရမလဲဆိုရင်ဒီမှာအယောင်လာဖို့အတွက်စနစ်မုံထဲရမှာဗျပြီးတော့မှဒီမှာအချို့မုံကထဲလိုက်ရတယ်မထဲလိုက်ရနော်မစားမထဲနဲ့ကလာပဲအချို့ပါပြီးသားဒီမှာစားလေးထဲမှာဗျဒါလေးတမတော့နေပြီးတော့မှရေလေးဒီမှာတော့လူတလို့ထဲပေါ့နော်ဒီမှာကဒီကလာပဲမုံကြည့်တော့ဖို့အတွက်ဒါလေးလက်နဲ့ခြေပေးရမှာဗျစွန်းနေဆိုမကြည့်ဘူးဒီမှာလက်နဲ့ဒီလိုအလုံးလေးတွေကြည့်တော့ဒီလိုခြေပေးရမှာဗျနော်ဒီလိုနာလေးစိတ်ရှည်လေးပေါ့နော်ဒီလိုခြေထားပေးဒီလိုအလုံးလေးတွေကြည့်အောင်ဒီလိုခြေပေးရမှာဒီမှာဒီလိုအလုံးလေးတွေကြည့်တော့ခြေပေးရမှာအရင်အကောင်တော့လည်းတစ်ခါကြိုပြခုတယ်နော်ဒါပေမဲ့သူတို့ကြိုတာဘလို့ကြိုမရဘူးလို့ပြောလို့နောက်တစ်ခေါက်ဒီမှာဒီအကောင့်မှာပြန်ကြိုပြရတယ်နော်လွယ်လေးပါဘာမှမခဲဘူးနော်ဒီမှာကိုစိမ့်လို့တလို့မျိုးလေးနော်လွယ်လေးချိန်လည်းမကုန်ဘူးဗျချိန်လည်းတော့မကြောက်ဘူးလူလေးကြည်သွားတယ်ဒီခြေပြီးတော့ဒီမှာဆိုအလုံးလေးမရှိတော့ဘူးနော်ဒီမှာအကုန်ကြည်သွားပြီနော်ဒီမှာပြီးတော့15မိနစ်လောက်ထားလိုက်နော်15မိနစ်လောက်ထားရရဗျဒီမှာဒီလိုအလုံးလေးတွေမရှိတော့အကုန်ကြည်သွားပြီဒီမှာနော်အဲ့လိုကြည်သွားအောင်ခြေပေးဗျစားကြိုတော့မှာနော်ဒီမှာရေလေးနည်းနည်းလေးအရင်ထည့်ထားပြီးရေဆူလာတဲ့အခါမှာနော်ဒီမှာစီလေးနည်းနည်းလောက်တက်လိုက်ဒီမှာစီကလေးနည်းနည်းလောက်စီထက်တာဒူးသားလေးအီနောင်ပေါ့နော်ဒူးသားအီလေးနဲ့ပို့ပြီးတော့မှစားကောင်းတယ်ဗျရပြီဒီမှာစကားလေးခံပြီးတော့မှနော်ဒီလိုဟောက်ကလည်းအစင်မပြတ်မွေနေရမှာနော်ဒီမှာစကားလေးနဲ့ဖြည်းဖြည်းချင်းထက်ဟောက်ကလည်းဒီလိုအစင်မပြတ်လေးမွေလေးဗျဟောက်ကရလို့မရဘူးနော်ဒီလိုအများအားမွေနေမှာအဆင်ပြေတယ်ရတယ်လို့ဆိုရင်သူကလုံးနဲ့ခဲသွားတယ်လို့ထက်ဒီချင်းထဲဘောနော်ဘောဒီချင်းဒီလိုထဲပြီးအောက်ကလည်းဒီလိုစက်မပြတ်မွေမီးအေးလေးနဲ့နော်မီးပြင်းလို့မရဘူးနော်အောက်ကလည်းမကောင်းဒီလိုလေးအများအားမွေနေကြရအောင်ဗျထက်ဒီလိုလေးစမပြလေးမွေပဲနော်အောင်မကောင်းလို့ဒီမှာ3မိနစ်လောက်ဆိုဒီလိုပြစ်လာပြီနော်ဒီမှာဒီလိုပြစ်တဲ့ချိန်မှာလည်းရလို့မရဘူးနော်ဒီလိုချိန်ပို့ပြီးတော့မှမွေပေးရမှာဗျဒီမှာအောက်မကောင်းအောက်ကနေချစ်ပြီးတော့မှမွေပေးနော်ဒီမှာဒိုးလေးတွေရတော့နော်ပါမမကြောက်7မိနစ်လောက်မီးအေးလေးနဲ့7မိနစ်လောက်ကြိုပေးရင်ရရဗျပဲအစိမ်းနောင်လေးတွေပျောက်သွားရင်ရရဗျဘူးကြိုတဲ့အခါမှာပဲမုံကတဆဆိုလို့ဆိုရင်ရေက2ဆပေါ့နော်ဥပမာပဲမုံကနုစီဘူးတဘူးဆိုလို့ဆိုရင်တဆထည့်ပေးရမှာနော်ပဲမုံကတဆရေက2ဆပါနော်15မိနစ်လောက်ကြိုပြီးသွားပြီဆိုလို့ဆိုရင်နော်ဒီမှာဒီလိုအေးခံမဲ့ခွက်တကူတဲ့ဒီလိုထည့်ထားလိုက်နော်ဒီလိုပဲအေးခံထားလိုက်အေးသွားတဲ့အထိပေါ့နော်အေးသွားလို့ဆိုရင်သူကခဲသွားလိုက်မယ်နော်ဒီလိုလေးအေးခံမဲ့ခွက်တဲ့ကိုထည့်ထားလိုက်ဗျဒီမှာနော်ခုနကတော့ကြိုတော့တဲ့အေးခံရတာအခုဆိုအေးသွားပြီနော်မယ်နော်အိုးဒီမှာတုံအီလေးဒီမှာတုံလေးအရန်ကောင်းတာနော်ဒီမှာအီလေးဒီမှာတုံလေးမပြတ်ဘူးနော်ရတယ်နော်ကြိုကြည့်နော်ဒီတိုင်းပဲကြိုကြည့်လုံးဝမပြတ်ဘူးဗျဒီမှာတူအီလေးဒီမှာအရန်ကောင်းတယ်ဗျဒီမှာနော်ဒီမှာလေးလိုက်ပြီနော်ကိုကြော်စားချင်လဲကြော်စားတုပ်စားချင်လဲတုပ်စားပါနော်ကိုကျက်တယ်လို့လှုပ်စားပါနော်ဒီမှာနော်အေးလေအရန်ကောင်းတယ်ဒီမှာအရန်ကောင်းဟို
တုံအေးလေးဒီမှာအေးတုံလေးတူဟူကိုဒီလိုလေးကြိုကြည့်နော်မပြတ်ဘူးနော်ဒီမှာနော်ကြော်စားလို့လည်းရတယ်တုပ်စားလို့လည်းရတယ်ဗျဒီမှာနော်အေးမိုက်တယ်နော်ဒီတိုင်းပဲကြိုကြည့်နော်အားလုံးစင်ပြေကြပါစေ